ရေးကိုသာမဲ့ပေးမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအင်းစိန်မြို့နယ်ကနေပြီးတော့တိုင်းဒေသကြီးလွှတ်တော်ဝင်ပြိုင်မဲ့ဦးသူရိန်လင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့အင်းစိန်မြို့နယ်မှာနေတာဖြစ်တဲ့အတွက်အင်းစိန်မြို့နယ်မှာရှိတဲ့ပြည်သူတွေရဲ့ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်ချက်တွေကိုတော်တော်များများတော့သိရှိထားပါတယ်ကျွန်တော်တို့ကအမလောင်းအဖြစ်ပြည်သူတွေကရုံကြည်ကြည်နဲ့ရွေးချယ်တာဝန်ပေးလိုက်မယ်ဆိုလို့ရှိရင်အင်းစိန်မြို့နယ်မှာကျွန်တော်တို့ဘာတွေလိုအပ်ချက်တွေရှိနေလဲပြုပြင်တည်ဆောက်ရေးတွေဒေသဖွံ့ဖြိုးတိုးတက်ရေးတွေဘာတွေဆောင်ရွက်ပေးရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့သိရှိပြီးတော့မှတ်တမ်းမှတ်ရလဲထားပါတယ်ကျွန်တော်တို့အခြေအနေပေးလို့လွှတ်တော်တွေကိုဝင်ရောက်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်သူတွေကိုစားအင်းစိန်မြို့နယ်တိုးတက်ဖို့အတွက်အများကြီးအားစိုက်ပြီးတော့စူးစမ်းဆောင်ရွက်သွားဖို့ပြုလို့ရှိပါတယ်ပြီးတော့ကျွန်တော်တို့အင်းစိန်မြို့နယ်ဆိုတဲ့ဟာကတော့အခြေခံလူရန်သားတွေများတဲ့မြို့နယ်တစ်ခုလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျအခြေခံလူရန်သားတွေများတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့အခြေခံလူရန်သားတွေရဲ့လိုအပ်ချက်တွေကိုလည်းကျွန်တော်တို့အမတ်လောင်းတွေကသိရှိထားမှကိုယ့်အခြေခံလူရန်သားတွေအတွက်ဘာတွေဖြည့်ဆည်းပေးရမလဲဆိုတာကိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျအဓိကကတော့ကျွန်တော်တို့အင်းစိန်မြို့နယ်မှာရှိတဲ့အခြေခံလူရန်သားတွေမှာဆိုလို့ရှိရင်တွားရေးလာရေးခက်ခဲတဲ့အပိုင်းလေးတွေရှိတယ်နေရေးထိုင်ရေးခက်ခဲတဲ့အပိုင်းလေးတွေရှိတယ်အထူးသဖြင့်ကတော့အဲ့ဒီနှစ်ခုကိုရင်ဆိုင်ကြုံတွေ့နေကြရတာပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအင်းစိန်မြို့နယ်မှာရှိတဲ့ဒေသခံပြည်သူတွေကနေ့စဉ်နဲ့အမျှဒါရှင်တမမနဲ့ရှိနေရတဲ့အခြေအနေလေးတွေပေါ့ရင်မအေးရတဲ့အခြေအနေလေးတွေရှိတာပေါ့ကျွန်တော်တို့ကအင်းစိန်မှာရှိတဲ့ပြည်သူတွေကရုံကြည်ကြည်နဲ့ထောက်ခံဆန္ဒမဲပေးလိုက်လို့ကျွန်တော်တို့ကပြည်သူတွေကိုစားကိုယ်စားလှယ်တွေဖြစ်သွားပြီးတော့လွှတ်တော်မှာတင်ပြခွင့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အင်းစိန်မှာရှိနေတဲ့အခြေခံစုံစမ်းသားတွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့တွားလာရေးအစဉ်ပြေအောင်နေရေးထိုင်ရေးအစဉ်ပြေအောင်ဥပဒေနဲ့အညီဖြည့်ရှင်းဆောင်ရွက်ပေးသွားမယ်လို့လေးလေးနက်နက်ဂရုတစ္ဆာပြုပြောကြားလိုပါတယ်အင်းစိန်မှာရှိတဲ့ပြည်သူပြည်သားများနဲ့တကွမြန်မာပြည်သူပြည်သားများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ